အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဘာလုပ်မလဲဆိုလို့ရှိရင် Redmi 9A ရေဝင် no power လေးတစ်လုံးကိုစစ်ကြည့်မယ်ဟုတ်တယ်နော်အဲ့တော့ no power တစ်လုံးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲအရင်ဆုံးဘာလုပ်ရမလဲဖြုတ်လို့ရတာကိုအကုန်ဖြုတ်မှာဘာပြောရမလဲဖြုတ်လို့ရတာအကုန်ဖြုတ်မှာအဲ့တော့ battery တွေကိုဖြုတ်မှာ battery တွေကိုဖြုတ်ပြီးစစ်ကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ် battery ကိုဖြုတ်ပြီးကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဒီမှာရေကြိုးတွေကိုအဓိကထားပြီးတွေ့ရအဲ့တော့ရေကြိုးတွေကိုအဓိကတန့်ရှင်းရလုပ်ရမယ်နားလည်နော်ပြီးလို့ရှိရင်ကျွန်တော်ဆက်သွားကြည့်မယ်ဆက်သွားကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာ socket လေးတွေကိုကြည့်မယ်ဒီ socket အထိုင်မှာလဲကျွန်တော်ဘာတွေရှိလဲရေကြိုးတွေကျွန်တော်တို့တွေ့ရဒါဆိုတေချာတဲ့ battery socket ကနေစပြီးရေဝင်တာဖြစ်တဲ့အတွက်ဒီကောင် short ကြောက်ကိုကြက်နေလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တန့်ရှင်းလေးလုပ်ကြည့်အောင်အရင်အဲ့တော့ကျွန်တော်တန့်ရှင်းလုပ်ပြီးပြီတန့်ရှင်းလုပ်ပြီးပြီဆိုတော့ကျွန်တော်တို့ဘာတိုင်းရမလဲဒီကောင်နဲ့ဘာလုပ်ရမလဲ connection တိုင်းတာထက်ကျွန်တော်တို့ ground နှစ်ဘက်လုံးအတန်မြည်နေလားကြည့်ဆိုတော့နှစ်ဘက်လုံးတော့အတန်မမြည်ဘူးဗျဒါဆိုရင်နှစ်ဘက်လုံးအတန်မမြည်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါပုံမှန်အနေထားရှိတယ်ပေါ့အဲ့တော့ပုံမှန်အနေထားရှိတယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲ power supply နဲ့တစ်ချက်ရှေ့ကြည့်ရမှာပေါ့ဟုတ်ပြီနော်အဲ့တော့ power supply နဲ့ရှေ့ကြည့်မယ်အဲ့တော့ကျွန်တော်တို့ power supply လေးနဲ့တစ်ချက်ရှေ့ကြည့်မယ်ဒီဝင်ထားတဲ့ဖုန်းဖြစ်တဲ့အတွက်ကျွန်တော် power supply လေးနဲ့တစ်ချက်ရှေ့ကြည့်ပါpower supply နဲ့ရှင်းကြည့်တဲ့အခါမှာ ampere ဘယ်လောက်ထိတန်းဆွဲနေလဲဆိုလို့ရှိရင်0.06 လောက်ထိကျွန်တော်တို့ milli ampere အနေနဲ့တန်းပြီးဆွဲနေပါတယ်အဲ့တော့ကျွန်တော်တို့ကဒါကိုno power ဖြစ်တဲ့အတွက်ဒီရေဝင်ထားတဲ့ဖုန်းဖြစ်တဲ့အတွက်ဘာလို့မလို့တန်ဖုန်းတွေအကုန်လုံးကိုလှည့်ရမှာပေါ့ဟုတ်တယ်နော်တန်ဖုန်းတွေအကုန်လုံးကိုလှည့်ရမှာအဲ့တော့ကျွန်တော် ampere supply လေးကိုပြမယ်ကျွန်တော်တို့ power supply ကိုရှင်းလိုက်တာဘယ်လောက်ထိတက်နေလဲဆိုလို့ရှိရင်0.06 လောက်ထိကျွန်တော်တို့တက်နေပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေဝင်ထားတဲ့အလုံးဖြစ်တဲ့အတွက်ရေဝင်ထားတဲ့ပြည့်ချက်ကိုပြီးရင်ရှားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတန်ဖုံးကိုလှက်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ဒီမှာ power IC ထဲမှာဘာတွေ့ရလဲရေကြိုးတွေအများကြီးကိုကျွန်တော်တို့တွေ့ရဟုတ်တယ်နော်ဒါဆိုရင် PPH power လမ်းကြောင်းတွေအကုန်လုံးကျွန်တော်တို့ဘာဖြစ်သွားပြီလဲရေကြိုးတည်သွားပြီ short ကျသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကိုဘာလုပ်ရမလဲတန်ဖုံးတွေအကုန်လုံးကိုလှက်ရမှာရရင်နော်လှက်ရမှာပေါ့ဒါဆိုရင်ကျွန်တော်တန်ဖုံးတွေလှက်ကြည့်အောင်အဲ့တော့ကျွန်တော်တို့တန်ဖုံးတွေလှက်ပြီးတော့တန်ရှင်းမလုပ်ရသေးတဲ့အနေထားမှာဘယ်တည်းရေဝင်နေလဲဆိုလို့ရှိရင်BGU IC ဖက်ချမ်းနဲ့ကျွန်တော်တို့ black အုပ်စုတွေကိုလည်းကျွန်တော်တို့ရေဝင်ထားတယ်ဟုတ်တယ်နော်ပြီးလို့ရှိရင်ဒီဘက်ချမ်းမှာတော့ရေတော့အများကြီးမတွေ့ရပါဘူးပြီးလို့ရှိရင်ဟိုဘက်ချမ်းကိုသွားကြည့်မယ်ဗျဟိုဘက်ချမ်းမှာဆိုလို့ရှိရင် internal switch IC ကိုရေဝင်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒါဆိုရင်သူ့ရဲ့ platform ကိုကြည့်မယ်သူ့ရဲ့ platform ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ BGU ICဆိုတော့ battery ကလာတဲ့ဘိုးတွေဒီဘယ်ကိုရောက်မလဲ BGU IC လေးကိုရောက် BGU IC ကနေတစ်ဆင့်ဘယ်ကိုပေးမလဲဆိုလို့ရှိရင် main power IC ကိုကျွန်တော်တို့ပေးမယ်ဒါဆိုရင်ကျွန်တော်ဒီနားမှာလည်းရေကြိုးတွေအများကြီးကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာလည်းရေကြိုးတွေအကုန်လုံးကိုကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်ဒီဘက်ချမ်းမှာလည်းရေကြိုးတွေအကုန်လုံးကိုတွေ့ရတယ်ပြီးလို့ရှိရင် B batt ဒီကျွန်တော်တို့ဘာသုံးထားလဲဆိုလို့ရှိရင် medium test CPU ကိုသုံးထားတာဖြစ်တဲ့အတွက် B batt ဒီဘယ်ကိုရောက်မလဲဆိုလို့ရှိရင် internal switch IC ကိုလည်းကျွန်တော်တို့ရှောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ B batt မှာတန်းပြီးတော့ short ကျနေရခြင်းအကြောင်းရင်းဒီဘာဖြစ်လဲဆိုလို့ရှိရင် internal switch IC ရေကြိုးတင်နေတဲ့အတွက်ဟုတ်ပြီနော်ဒါလေးတွေကိုကျွန်တော်တို့တန်ရှင်းလေးလုပ်ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့ဒီဖုန်းကိုကြည့်ရအောင်ကျွန်တော်တန်ဖုန်းတွေလှက်ပြီးတန်ရှင်းတွေလုပ်ပြီးသွားတဲ့အနေအထားမှာကျွန်တော်တို့ဘယ်လိုဖြစ်နေလဲဆိုတော့ကိုတစ်ချက်ကြည့်ကြည့်အောင်ဆိုတော့သူ့ရဲ့ platform ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဟာ BGUIC ဖြစ်ပါတယ် BGUIC ကနေထွက်လာတဲ့ဘိုးတွေဒီဘယ်ကိုရောက်မှာလဲ second PMU တွေကိုရောက်အဲ့တော့စာလင်းနဲ့နည်းနည်းကြည့်ကြည့်အောင်ဖုန်းဟိုဘောပင်လေးတစ်ချောင်းလောက်မှာပါအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်ကြည့်မယ်ဆိုတော့ battery socket ကနေထွက်လာတဲ့ဘိုးတွေဒီ battery socket ကနေထွက်လာတဲ့ဘိုးတွေဒီဘယ်ကိုရောက်မှာတော့ BGUIC လေးကိုရောက်ပါမယ်အဲ့တော့ဒီဘက်ချက်မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုလို့ရှိရင် BGUIC ကိုရောက်တယ် BGUIC ကိုဘာခံပြီးဝင်မလဲဆိုလို့ရှိရင် DC လေးခံပြီးတော့ဝင်မယ်ပင်နံပါတ်ဘလောက်ကိုဝင်မလဲဆိုလို့ရှိရင် B batt ဒီဘယ်ကိုဝင်လဲပင်နံပါတ်ဘလောက်ကိုဝင်လဲဘလောက်ကိုဝင်လဲ73 14ထဲကိုဝင်ပါတယ်အဲ့တော့ battery socket ကနေထွက်လာတဲ့ပင်ဒီ73 14ထဲကိုသူဝင်သွားမှာဖြစ်ပါတယ်ဝင်သွားပြီးတော့သူဒီ coin ခံပြီးတော့ထွက်မှာဗျဘာခံပြီးထွက်မလဲ coin ခံပြီးတော့ထွက်မှာ coin ခံပြီးတော့ဘယ်ကိုပေးမလဲဆိုလို့ရှိရင် PMU ကိုပေးပါမယ် PMU ကိုပေးမယ်အဲ့တော့ကျွန်တော်တို့ဒီလမ်းကြောင်းကိုအရင်တစ်ချက်မီတာလေးနဲ့ချက်စစ်ကြည့်ပါမယ်မီတာကိုအတန်မစ်စကဲမှာထားပြီးတော့ကျွန်တော်တို့ ground ကျနေလားမကျဘူးလားဆိုတော့ကိုတစ်ချက်ပြန်စစ်ကြည့်မယ်ဆိုတော့ကျွန်တော် battery socket ကနေလာတဲ့ဘိုးတွေဒီဘယ်ကိုရောက်မလဲဆိုလို့ရှိရင် DC လေးကိုရောက်ပါတယ်အဲ့တော့ DC လေးကိုရောက်တယ် DC လေးကိုရောက်ပါတယ်အဲ့တော့ DC လေးကိုရောက်ပြီးတော့ BGUIC လေးကိုဝင်လာ BGUIC ကနေထွက်လာတဲ့တစ်ဖက်မှာဘာထွက်မလဲ coin မှာ bolt ထွက်မယ်အဲ့တော့ coin ကိုတိုင်းကြည့်လိုက်တာမှာ coin ဒီနှစ်ဖက် ground ကျတယ်ဘာဖြစ်နေလဲနှစ်ဖက် ground ကျတယ် connection တွေပါပျောက်ပြီးတော့ coin ဒီနှစ်ဖက် ground ကျတယ်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီမှာ BPH coin ဒါလည်း BPH coin ပဲအဲ့ coin ကိုဖြုတ်ကြည့်လိုက်လို့ဖြုတ်ကြည့်ပြီးတော့ကျွန်တော်တို့ဒီ coin မှာလည်း ground ကျတယ်ဒီဘက်မှာလည်း ground ကျတယ်အဲ့တော့ဒီ coin ကိုဖြုတ်ကြည့်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ထိပ်သို့မဟုတ်ဒီဘက်ထိပ်မှာ ground ကျနေလိမ့်မယ်
နိုင်လားမသိဘူးဒါဆိုရင်ကျွန်တော်တို့ကဒီ coin နှစ်ဖက်မှာ ground ကျနေတယ်ဆိုလို့ရှိရင်ဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် VPH short လို့ခေါ်တယ်ဘာလို့ခေါ်လဲ VPH short အဲ့တော့ကျွန်တော်တို့က power IC ကိုသွားတာပြီးလို့ရှိရင်အဲ့ VPH power တွေနောက်ထပ်လမ်းကြောင်းတွေအကုန်လုံးကိုသွားတာဖြစ်တဲ့အတွက်ကျွန်တော် power IC ကိုအဓိက target ထားပြီးတော့ဒီဘက်ချမ်းကိုကျွန်တော်တို့ short ရှာရမယ်အဲ့တော့ power IC နဲ့ other ဘက်လမ်းကြောင်းတွေကိုဘာလို့မလဲခင်းဝဲရိုက်ပြီးတော့ကျွန်တော်တို့ဒီဘက်ကနေဘာလို့မလဲဘိုးကျွေးရမယ်ဘိုးကျွေးပြီးတော့ short ရှာမယ်အဲ့တော့ကျွန်တော်တို့ coin ကိုဖြုတ်ချလိုက်ပါပြီ coin ကိုဖြုတ်ချလိုက်တဲ့အနေထားမှာကျွန်တော်တို့ဘယ်ဖက်မှာ short ကြနေလဲဆိုတာကိုပြန်တိုင်းမယ်အတန်မစကင်းမှာထောက်ပြီးတော့ကျွန်တော်တို့ဒီမှာမီတာထောက်တန်အနည်းကိုတန်ဖိုးမှာထောက်မယ်တန်ဖိုးမှာထောက်ပြီးတော့ကျွန်တော်တိုင်းကြည့်မယ်တိုင်းကြည့်တဲ့အခါမှာဒီဘက်ချမ်းမှာလည်း short ကြတယ်ဒီဘက်ချမ်းမှာကျတော့ connection ထွက်တယ်နိုင်လားမသိဘူးဒီဘက်ချမ်းမှာကျတော့ဘာဖြစ်လဲ connection ထွက်လာဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကငုတ်ဒီ IC ကနေထွက်တာလားဒီဘက်ကငုတ်ကပဲ IC ကနေထွက်တာလားဆိုတာကိုတစ်ချက်ပြန်စစ်ကြည့်မယ်ဟုတ်ပြီနော်ကျွန်တော်တို့ပုံမှန်အနေအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ VGU ဖက်ချမ်းဒီဘက်ချမ်းဟုတ်လား VGU ဖက်ချမ်းဒီဘာဖြစ်လဲဒီဘက်ချမ်းမှာကျွန်တော်တို့ connection ဘယ်လောက်ထွက်လဲဒါသမား4.9လောက်ထိထွက်ဒီဘက်ချမ်းမှာကျတော့ဘာဖြစ်နေလဲအတန်တစ်ခုခုမြင်တယ်ဘာမှအတန်မထွက်ဘဲနဲ့မြင်တယ်ဒါဆိုရင်ဒီကောင်ဒီ power IC ဘက်ချမ်းကိုသွားတဲ့လမ်းကြောင်းလားဆိုတာကိုကျွန်တော်တို့ဒီဘက်ကနေပြန်တိုင်းကြည့်မယ်ပြန်တိုင်းကြည့်လိုက်တဲ့အခါမှာဒီနေရာတွေကို VPH power ရောက်တာဖြစ်တဲ့အတွက်ဘာဖြစ်နေလဲနှစ်ဖက်လုံးအတန်မြည်နေတယ်ဟုတ်လားနှစ်ဖက်လုံးအတန်မြည်နေတဲ့အတွက်ကျွန်တော်တို့ဘာဖြစ်နေလဲ power IC ဖက်ချမ်းကိုသွားတဲ့လမ်းကြောင်းက short ကြတယ်ဆိုတော့ပြောချင်တဲ့သဘောကဘာလဲဆိုလို့ရှိရင် coin နှစ်ချမ်းရှိတယ် VGU IC ကအထွက်ချမ်းကောင်းတယ်ဒီ VGU IC ဖက်ချမ်းကောင်းတယ်ဒီဘက်ချမ်းက short ကြနားလည်မသိဘူးဒါဆိုဒီဘက်ချမ်းကိုဘာလုပ်ရမလဲခင်းခွေးရိုက်ပြီးတော့ကျွန်တော်တို့ short ရှာမှာပေါ့ဒါဆိုရင်ကျွန်တော်ခင်းခွေးရိုက်ပြီးတော့ short ရှာခြင်းပဲအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲခင်းခွေးရိုက်ပြီးသွားပြီခင်းခွေးရိုက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဘိုးကျွေးပြီးတော့ short ရှာခြင်းပဲအဲ့တော့ဘိုးကျွေးပြီးတော့ short ရှာခြင်းပဲနော်ဘိုးကျွေးပြီးတော့ short ရှာမယ်ဆိုလို့ရှိရင်အနက်ကိုဘာမှရှိရမှာလဲ ground မှာရှိပါ ground မှာရှိပြီးတော့ကျွန်တော်ဇာကနာလေးတစ်ချောင်းနဲ့ဘာလုပ်ရမလဲထောက်မှာပေါ့အဲ့တော့ဇာကနာလေးမှာကျွန်တော်တို့အပေါင်းကလစ်ကိုနှိပ်မယ်အပေါင်းကလစ်ကိုညှက်ပြီးတော့ကျွန်တော်ဒီမှာ ground ကျနေတဲ့ဖက်ဒီဘက်ချမ်းတော့ဒီဘက်ချမ်းလားဒီဘက်ချမ်းလားအပေါ်ကချမ်းဆိုတဲ့အတွက်အပေါ်ချမ်းကိုပဲကျွန်တော်ဘိုးကျွေးကြည့်မယ်ကျွေးလိုက်တဲ့အခါမှာဘယ်နာမှာပူလဲဒီနားမှာ short ကြနားလေလားမသိဘူးတွေ့ရနော်တွေ့လိုက်တယ်နော်ခုနနောက်တစ်ခေါက်ပြန်ပြမယ်ထောက်ကြည့်လိုက်တော့ဘယ်နာမှာပူလဲဆိုလို့ရှိရင်ဒီနားလေးကနေငွေတွေထွက်ချလာထွက်ချလာတယ်ဆိုတော့နောက်တစ်ခေါက်ကျွန်တော်ခင်းငွေလေးရိုက်ကြည့်မယ်သေချာတော့အောင်လို့ဘယ်ကောင်ကဖြစ်တာလဲဆိုတော့ကိုအတိအကျသိချင်တော့ဟုတ်ပြီနော်အခုနကကြတော့ကျွန်တော်မှတ်မိလိုက်လားအခုနပြတာမှတ်မိလိုက်လားအေးကဲပြန်ကြည့်မယ်ဒါလေးရောပူရတာလေဒါလေးကြီးပြလာတာဒါဟိုငုတ်မိထားလို့အဲ့တော့ကျွန်တော်ပြန်ကြည့်မယ်နော်ဒီဘက်ကိုကြည့်မယ်ဒီဘက်ကိုအဓိကထားပြီးကြည့်မယ်ဘယ်နာကစပူလဲဆိုတော့ကိုအတိအကျကြည့်မယ်နော် coin ကပူလာလား C လေးကပူလာလားဆိုတော့ကိုအတိအကျကြည့်မယ်ဘယ်နာစပူတော့ coin ကနေစပူတယ်ဒါဆိုလို့ရှိရင်တော့ coin လေးကြည့်ရမှာပေါ့နိုင်လားမသိဘူး coin ကရေချိုးတင်ပြီးတော့ဘာဖြစ်သွားလဲပေါက်နေတဲ့အတွက်ဟုတ်ပြီနော်အဲ့တော့ဒီ coin လေးကိုလဲပြီးတော့ကျွန်တော်တို့စမ်းကြည့်မယ်အခုပြင်ဆင်ရမယ့်အပိုင်းတွေကိုသိသွားပြီဆိုတော့ကျွန်တော်တို့က power IC ဘိုင်းကဖြစ်တာလားဒါဒီ short ကိုရှင်းပြီးတော့ကျွန်တော်တို့နောက်တစ်ပိုင်းအနေနဲ့ပြန်သွားပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယို share သွားမှာဆိုလို့ပါအဲ့တော့ကျွန်တော်တို့ဒီ coin ကိုဖြုတ်ချလိုက်ပါပြီ short ကျနေတဲ့ coin လေးကိုဖြုတ်ချလိုက်ပြီဖြုတ်ချပြီးတော့ကျွန်တော်တို့ ground ကျသေးလားဆိုတော့ကိုတစ်ချက်ကြည့်မယ် ground ကျသေးလားမကြတော့ပါဘူးဒါဆိုရင်ဒီ coin ကိုကျွန်တော်တို့လဲမှအဆင်ပြေမှာပေါ့လဲပြီးတော့ကျွန်တော်တို့ power ပြန်နှိုးကြည့်ရမှာဘာလို့လဲဆိုလို့ရှိရင်တော့ရေဝင်ဖုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ကနောက်ဆက်တွဲ error တွေအများကြီးရှိပါတယ်ဟုတ်တယ်နော်အဲ့တော့ဒီ coin ကိုလုံးလိုက်ရင်ရပြီလို့မဆိုလို့ဘူးဒီ coin ကိုပြန်တက်ကြည့်မယ်တက်ကြည့်လို့မရသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲဒီ circuit board နောက်ထပ် error တစ်ခုကိုလိုက်ရှာမှာဖြစ်ပါတယ်ရရင်နော်